ဒီရတွင်တက်တော့မှာကြရက်ထားနေရလေဘာလဲဆိုတော့ဘာဖြစ်တယ်ကိုနဲ့မဟုတ်ပါဘူးမင်းနဲ့ယူပြီးဝိုင်းလေ9 ရက်လောက်ဘာဖြစ်တယ်အဲ့ဒါလေးကိုဟာထားပြီးတော့ဆိုပြီးတော့လောက်တာလေအားလုံးမှာ9 ရက်လောက်ဘာလုံး9 ရက်လောက်ဘာလုံးဟမ်တော်တော်များများကတော့တွေးမိကြတာကတော့ဘာပဲတွေးမိတာလဲဆိုတော့အာဝဟာဝိယာဟာကိစ္စပါကွာဆက်ကိစ္စပဲတွေးမိကြတာအဲ့လိုပဲတွေးမိကြတာပေါ့ကွာဆက်ကိစ္စပေါ့ဆက်ကိစ္စကိုပဲတွေးမိတာပေါ့ကျွန်တော်လည်းအဲ့ဟာကိုကြားလိုက်တာမှာမျက်လုံးထဲမှာအဲ့ဒါပဲသွားပြီးတော့ပြေးပြီးတော့မြင်တကယ်မြင်တာမြင်ရအောင်လေသူပြောတဲ့အဲ့ဘယ်လိုပြောရမလဲအဲ့ဘာလဲ9 ရက်လောက်9 ရက်လောက်9 ရက်လောက်ဘာဖြစ်တယ်9 ရက်လောက်ဘာဖြစ်တယ်ပြောတော့ပါဘူးကွာဆိုပြီးတော့လေအဲ့လိုပဲမြင်မှာပဲအဲ့မှာကောင်လေးကောင်မလေးအဲ့ဟာလေးတင်ပြီးတော့ဖီးနေကြတာမဖီးနေတော့မဟုတ်ပါဘူးဖီးပါမဖြစ်ပါဘူးဖီးတာခဏပဲတကယ်မင်းနဲ့ကိုနဲ့ယူပြီးွားရင်9 ရက်လောက်နော်အဲ့လိုမျိုးလေတကလုံးတွေကပါတဲ့အတိုင်းပေါ့ဗျာအဲ့ဟိုဘယ်လိုလဲတေချာမကြည့်ရသေးတော့တကလုံးတော်တော်များများမမှတ်မိပါတဲ့အတိုင်း9 ရက်လောက်9 ရက်လောက်